တရားဝဆိုလာလိုက်လေးကိုဒီကောင်ကဆိုလာအတွက်ထုတ်ထားတဲ့ဟာလေးပေါ့နော်ဆိုလာအတွက်ထုတ်ထားတဲ့ဟာလေးအဲ့ဒါလေးကိုကျွန်တော်ဘယ်လိုလုပ်တုံးဆိုတော့ဆိုလာပြားလည်းမပါတော့ဘူးပြီးတော့ remove လည်းပါမလာတော့ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်က 3.7 ကနဲ့အစားထိုးတာပေါ့နော်စားထိုးတော့ကျွန်တော်ဒါလှက်နီးလေးကတော့ရှေ့ YouTube ကျွန်တော်ရဲ့ YouTube ဗီဒီယိုမှာတင်ထားမိတယ်နော်ဒီမှန်ဟိုမကွဲအောင်လှက်တဲ့နီးဒီကောင်အပူပေးပြီးလှက်ရတာမဟုတ်ဘူးနော်ဒီမှန်လေးကအပူပေးပြီးလှက်လို့ရှိရင်ဒီအောက်ကအထံကောကလုံးဝအညံ့သားဆိုတော့ပျော်ကြသွားရနော်အဲ့ဒါလေးပါပြောပြတာဒါလေးကိုလှက်မယ်ပြီးရင်ဒီကောင်လာကြည့်ပြားလေးကိုခွာမယ်ခွာပြီးတော့ဒီမှာလာပြီဒီကောင် 3.7 ကန်နဲ့ကျွန်တော်အားသွင်းနေတော့ပထမကျွန်တော်စမ်းတာပေါ့နော်ဒီကောင်ဆိုလာအဝင်ရနေပြီးတော့ဒီမှာဆိုလာအဝင်ရှိတယ်ဒီမှာတစဆိုလာအဝင်မဟုတ်ဟုတ်တယ်ဒီမှာတစနောက်တစဒီမှာတစဒီနောက်မှာတစဆိုလာအဝင်ကိုကျွန်တော် 3.7 နဲ့အားသွင်းတော့ကြတော့သူကအားဝင်တယ်ပေါ့နော်အားဝင်ပြီးတော့ကျွန်တော်ဒီညမှာစင်စာလေးရှိတယ်စင်စာလေးကမှောင်တဲ့အခါကျရင်သူကလင်းတာပေါ့နော်အလင်းအောင်ရှိနေခြင်းဆိုရင်မလင်းဘူးပေါ့သူကအော်တိုလောက်ထားပြီးတော့အဲ့ဒါကိုကျွန်တော်ဒီစင်စာကြောင်းလားပေါ့နော်ဒီစင်စာကြောင်းလားဆိုပြီးတော့ကျွန်တော်သူ့ကိုအမှောင်ချကြည့်ရင်မလင်းဘူးလင်းတယ်20စက္ကန့်လောက်ပဲလင်းပြီးတော့ပျောက်သွားတော့ကျွန်တော်လိုက်ကြည့်လိုက်တဲ့အခါကျတော့တက်ကနည်းနည်း short ကြတယ်ဒီအလေကောင်အသွင်းပြီးဒီနှလုံးကပျော်ကြတယ်ပေါ့နော်ဒီမှာခါပြတ်ပြီးတော့ပျော်ကြသွားတယ်ဒီမှာခါပြတ်ပြီးပျော်ကြသွားမရှိတော့ဘူးအဲ့ဒါကိုကျွန်တော်ဘယ်လိုလုပ်တုံးဆိုတော့အဲ့ကောင်ကိုဘယ်လိုလုပ်တော့သူက20စက္ကန့်လောက်ပဲလင်းတာလင်းပြီးတော့မှိတ်သွားပြန်ပြေသွားပဲပေါ့နော်ကျွန်တော်ထင်တာပေါ့နော်ဒီကောင်ကစင်တာကတိုင်မာမိရဖြစ်မယ်တိုင်မာမိနေတာပေါ့နော်တိုင်မာမိနေတော့သူကမနိုးနိုင်ဘူးကျွန်တော်မှ remove ကလည်းမရှိတော့အဲ့တော့ကျွန်တော်ဘယ်လိုလုပ်တုံးဆိုတော့အလွယ်နည်းပဲကျွန်တော်သုံးရတော့ဒီ IC ကလည်းဒီမှာအာသွင်းပြီးနှလုံးက short ကြပြီးတော့လောင်ထားတယ်ပေါ့နော်လောင်ထားတော့ကျွန်တော်ဒီ IC ကိုဘယ်လိုလုပ်တုံးဆိုတော့ကျွန်တော်သူကဒီမှာပတ်လန်းတွေကိုကျွန်တော်ခေါင်းသားနဲ့ဆွဲဖြတ်ပလိုက်တယ်ဖြတ်ပလိုက်ပြီးတော့ကျွန်တော်ဒီကောင်ကိုဒီမှာ ground တစ်စားဝင်လိုက်တယ်ဒီအောက်ထိပ်မှာ ground တစ်စားဝင်ဒီဘက်မှာအပေါင်းတစ်စားဝင်လိုက်တယ်ပေါ့နော်အပေါင်းတစ်စားဝင်ပြီးတော့ကျွန်တော်စမ်းလိုက်တဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီလိုလင်းတယ်ကောင်းတယ်ပေါ့နော်အဲ့လိုလင်းတယ်ငကိုတော့ကတော့ကျွန်တော်ကဒီခလုတ်လေးနဲ့ပဲသူစင်သားလည်းမဖြစ်ဘူး IC လည်းမဖြစ်ဘူးငကိုမူလာလက်ရလေးမပြတ်အောင်ကျွန်တော်သုံးမယ်ဆိုပြီးသုံးတဲ့အခါကျတော့သူကအောက်ဖို့ပြန်မထွက်တော့ပြန်ထုတ်မပေးတော့ဘူးပေါ့နော်ဒီ IC ပြန်တန့်အဲ့တော့ကျွန်တော်ဒီ IC ကိုရှင်းလိုက်ရမယ်ဆိုပြီးတော့ကျွန်တော်ဒီ IC ကိုရှင်းလိုက်တယ်အခုတော့ဓာတ်လိုက်တော့ဖြစ်သွားတာပေါ့နော်ဒီကောင်လီပိုဖိုးကို၄လုံးပေါ့နော်၄လုံးကိုပေးလဲဆက်ထားတာအဲ့ဒါကိုဒီကောင်ကပေးလဲဆက်တာဖြစ်တဲ့အတွက်သူ့ ampere ကတော့များမှာပေါ့နော်သူ့ ampere ကတော့များမယ်သူ့ရဲ့အနှိမ့်ဆုံးဘိုးကဟိုပါပေါ့နော် 2.5 တာမန်ဆိုရင် 3.2 အမြင့်ဆုံးဆိုရင် 3.6 ပေါ့နော် 3.6 အမြင့်ဆုံးဘိုးကအဲ့ဒါကိုပေါ့နော်ဒီကောင်မှာဒီအန်ဒီတွေအားလုံးကအကုန်လုံးသူက3 volt နဲ့ပဲလှုပ်တာလေ3 volt နဲ့ပဲလှုပ်တာဆိုတော့ကျွန်တော် digital နဲ့တိုင်းကြည့်တာသူ့ကိုဘယ်လောက်ဖို့ရှိလဲဆိုတော့3 volt ပဲရှိတယ်3 volt ပဲရှိတယ်ဒီကောင်က3 point အများဆုံးချိန်မှာဆိုရင်သူက 3.6 ဆိုတော့ 0.6 လောက်ပဲပို့တာပေါ့နော် 0.6 လောက်ပဲဆိုတော့ပြဿနာမရှိဘူးဒီအန်လီတွေကပူတာဘာညာမရှိနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်သုံးလို့ရတယ်ဒီကောင်းကိုပြန်ပြီးတော့ဒီတက်ခဲကိုပြန်သုံးဖို့ရတဲ့ရေရှည်ခံမှုရအတွက်ကဆိုလို့ရှိရင်တော့ဒီကောင် BNS ကခံမရမယ်လပိုဖို့ BNS ကခံမရမယ်မခံတော့ဒီဘက်ထရီတွေကြွားကုန်မှာပေါ့နော်အခုရှိတာဒီကောင်အပေါင်းနှုတ်အရင်ရေးကြည့်တယ်ဗျအပေါင်းနှုတ်ကသူကပေါင်းနှုတ်ကိုတော့ထိလို့မရဘူးဒီကောင်ဒီဖင်လေးကအနှုတ်ပေါ့နော်ဒီထိတ်ကတော့အပေါင်းပေါ့နော်အဲ့နှစ်ခုတော့ထိလိုက်တာနဲ့မိထလောင်မနေ့ကကျွန်တော်သူကငကို original လာတာကဒီကောင်က BIS ကဒီလိုလေးဒီကောင်ကလေးဒီကလေးကိုသူ3ပြားနဲ့လာတာ
စတီးပြားနဲ့ဆွဲထားတာပေါ့နော်ဆွဲထားတော့ကျွန်တော်ငကိုလာအောင်ပုံစံဒီလိုတော့မဟုတ်ဘူးလားဒီလိုဒီကွာပြစကူပြားလေးခံပြီးတက်ရကလေးနဲ့ပေါ့နော်သူချုပ်ထားတယ်အဲ့ဒါကိုကျွန်တော်သိချင်လို့ဖွင့်ကြည့်လိုက်တယ်ဖွင့်ကြည့်လိုက်တော့ဒီမှာစတီးပြားလေးကဒီထိတ်ကိုတပြားဝင်သွားတယ်ဒီနားကနေပြီးတော့နောက်ကိုတပြားလာတယ်အဲ့နောက်ကိုတပြားလာတဲ့ဥစ္စာဒီမှာဝင်ပြီးတော့ထိတ်ကိုထွက်တဲ့ဥစ္စာကဒီအောက်ကိုဝင်တာပေါ့နော် VNS ကအလေလောက်မှာအဲ့ဒါဘယ်လိုဖြစ်လဲဆိုတော့အနှုတ်နဲ့ဒီအပေါင်းနဲ့ဒီ body နဲ့သွားထိတာဒီလစ်ပိုဖို့ပဲဒီနဲ့သွားထိမိထလာဒီမှာပြမိထလာပြီးတော့ပေါ့သွားတယ်ကျွန်တော်အဲ့ဒါကိုကိစ္စမျိုးတက်လိုက်တယ်တက်ပြီးတော့ကျွန်တော်ပြန်တန်းပြီးတော့ဘက်ထရီတွေရှော့မကြဘူးကောင်းတယ်ဒါပေမဲ့ VNS ကပြတ်သွားတယ်ကျွန်တော်အဲ့ဒါ VNS ကထပ်ထည့်တယ်ထည့်ပြီးတော့ကျွန်တော်ရှော့မကြအောင်ဝါယာကျိုးပဲသုံးတော့တယ်ပေါ့နော်ကျွန်တော်ဒီစတီးပြားကိုမသုံးတော့ဘူးဝါယာကျိုးပဲကျွန်တော်ခဲဆော့ပြီးသုံးတယ်အခုတော့အဆင်ပြေသွားပြီဒီပို့ဖို့ကိုအားသွင်းနေတယ်ဆိုရင် 3.7 ကတ်နဲ့သွင်းလို့ရတယ်နော်သွင်းလို့ရတယ်ဘာမှမဖြစ်ဘူး point ခဏလောက်ပဲကွာခြားတာဆိုတော့တိတ်တော့ပြဿနာမရှိဘူးဒါပေမဲ့တခုတော့ရှိရပါတော့ဒီကောင်က VNS ကတ်ခံမရမယ်အခုအဲ့ဒါလေးပါနော်ညီငယ်တွေအတွက်ဘူးတူတာမျှဝေခြင်းမှာရှေ့မှာကျွန်တော် YouTube အကောင့်မှာတင်ထားပေးတယ်ဒီကောင်ကို solar light ပေါ့နော် solar light ခွာတဲ့နီးတွေဒီတစ်ခေါက်ကတော့ solar light ကိုကျွန်တော်ကအားသွင်းစစ်စတန်ပြန်ပြီးတော့ပြောင်းတဲ့နီးပေါ့နော်ဒီကောင်ဆိုရင်အကြာကြီးခံပါမယ်အနည်းဆုံးမကြောက်ဆိုရင်ဒီကောင်ဆိုသူ့ MB ရကျွန်တော်မတွက်ထားတော့တိကျတော့မသိဘူးနော်ခမ်းမကြီးဆိုအနည်းဆုံး4နာရီလောက်ကိုကောင်းကောင်းရမယ်အဲဒီမှာနော်ဒါလေးပါဗျပိုးသူတော်ညီငယ်တွေအတွက်မျှဝေခြင်းပါကျွန်တော်ရဲ့ YouTube ကောက်လေးကိုလည်း subscriber လေးနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ဗျဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးကြပါအောင်လို့တောင်းဆိုပါတယ်နော်ဒါလေးပါအားလုံးကိုကျေးဇူးတင်ပါတယ်